အခုလက်တလောဈေးကွက်မှာခစ်စားနေပြီဖြစ်တဲ့ကြက်တောင်မဲ့အတူမာလာလေးလုတ်ပြပေးမှာပဲဖြစ်ပါတယ်အရှင်ဒါလေးကဒီတိုင်းလေးပဲအပြင်းပြေပဲစားမလားထမင်းဖြူလေးနဲ့ပဲစားမလားအရန်စစ်ပြေပါရဲ့နော်ပထမဆုံးရေမုံတို့ကတကြားကိုကျိုးပါမယ်နော်ရင်းနှီးပွက်ပွက်ဆိုတဲ့ကိုတကြားလေးကိုထည့်ပြီးတော့ပြစ်ခမ်းနေအောင်ကျိုးမှာပဲဖြစ်ပါတယ်ရှင်မီအေးအေးလေးနဲ့တေချာလေးစိတ်ရှိရှိလေးမှုပေးပါနော်မဟုတ်ရင်ဂျိုးတူသွားလို့ပါနော်ဒီလိုမျိုးချင်းဒီမျိုးရလာပြီဆိုလို့ရှိရင်တော့အဲ့ထဲကိုမာလာအမှုံလေးထည့်ပါမယ်ရှင်မာလာအမုံလေးထည့်ပြီးလို့ရှိရင်စီလေးနည်းနည်းထည့်ပါမယ်ရှင်စီလေးရဲ့အသားမှုံလေးရဲ့ထည့်ပေးပါမယ်ရှင်အဆက်စားခြင်းလို့ရှင်တော့အဆက်ထည့်ပါတော့ဒီမှာဒါလေးကအချိုလေးလုံးမှာဖြစ်ပါတယ်ရှင်တော်တော်လေးကိုပြစ်ခဲနေပြီဆိုလို့ရှိရင်ဒီလိုချင်းနေဆိုရပါတယ်ရှင်အဲ့ဒါဆိုလို့ရှိရင်ရေစိမ်ပြီးတော့ကြော်ထားတဲ့ကြက်တောင်မှန်အတူလေးကိုထည့်ပေးပါနော်ကြက်တောင်မှန်အတူကရေစိမ်ပြီးတော့ရေ15မိနစ်20လောက်စိမ်ပြီးတော့ကြော်ရပါသေးရဲ့နော်ကျွတ်အောင်ကြော်ပြီးတော့မှဒီဦးနာလောက်ထားတဲ့အရသာတွေကိုထည့်ပြီးမှွေလိုက်ရုံပါပဲရှင်ဒီထဲကိုဘာမှထက်ဆံမလို့တော့ပါဘူးเนาะကိုကကြိုက်နေတတ်တယ်ဆိုလို့ရှင်နှမ်းလေးကိုပေါ်ဖြူပြီးတော့နောက်ဆုံးမှဖြူစားလို့ရပါတယ်ရှင်ဒါလေးကအပြင်းပြေအချိုပွဲနေနဲ့ပဲစားမလားအပြင်းပြေစနက်နေပဲစားမလားရရတာရှိပါတယ်เนาะအဆက်ကြတဲ့လူကတော့ဆက်ဆက်ကလေးလောက်စားပါရှင်မလာအမောကလည်းဒီနေရာမှာမလာကြိုက်တယ်ဆိုလို့ရှိရင်များများထည့်လို့ရပါတယ်เนาะကဲနှမ်းလေးနဲ့တခြားမှွေပြီးတော့နှမ်းလွန်လေးမှွေလာပြီဆိုလို့ရှိရင်ရပါပြီရှင်ကဲဒါလေးကဈေးကွက်မှာအခုလက်တလောခစ်စားနေတဲ့ကြက်တောင်မှန်အတူမာလာကြော်လေးဖြစ်ပါတယ်ရှင်လှုပ်ရှားကြည့်ကြပါနော်